စေးကြောင်းသားတွေကလူနာကိုဝိုင်းချုပ်ထားကြပါတယ်။ဘေးကကြည့်ရှုသူပရိသတ်တွေကလည်းစိတ်လှုပ်ရှားသွားနဲ့စောင့်ကြည့်နေကြပါတယ်။စကော့တလန်ခွဲစိတ်ဆရာဝန် Robert Liston ကခွဲစိတ်ဖို့အသင့်ပြင်လိုက်ပါတယ်။မြန်ဆန်တဲ့လက်လှုပ်ရှားမှုတွေနဲ့လူနာရဲ့အရေးပြားကိုစတင်ခွဲစိတ်ပါတယ်။နောက်ပြီးခြေသလုံးရိုးတွေကိုလွှတ်နဲ့ဖြတ်တောက်လိုက်ပါတယ်။မိနစ်ပိုင်းတွင်းမှာပဲ6ရောက်ဖြတ်တောက်ကုသမှုတစ်ခုပြီးစီးသွားခဲ့ပါတယ်။ဒါဟာ1830ပြည့်လွန်နှစ်များကခွဲစိတ်ကုသမှုတစ်ခုဖြစ်ပါတယ်။အဲဒီခွဲစိတ်ဆရာဝန်ဒေါက်တာ Liston ကခွဲစိတ်မှုမြန်ဆန်တာကြောင့်ကြော်ကြားသူလည်းဖြစ်ပါတယ်။အဲ့ဒီခေတ်တော့မေဈေးကိုကြဲကြဲပြန့်ပြန့်မသုံးဆွဲကြသေးတဲ့ခေတ်ဖြစ်တာကြောင့်လူနာတွေကခွဲစိတ်မှုရဲ့စက္ကန့်တိုင်းကိုအလူးလဲခံစားကြပါတယ်။ဒါကြောင့်ဒီလိုမြန်ဆန်မှုကအလွန်ရေးကြီးခဲ့ပါတယ်။ခွဲစိတ်မှုတစ်ခုခံယူရမယ်ဆိုရင်မေဈေးပေးပြီးသတိလစ်သွားတာကျွန်တော်တို့အခုခေတ်မှာတာမန်အရာတစ်ခုလိုဖြစ်ခဲ့ပါပြီ။ဒါပေမဲ့တစ်ချိန်ကတော့မေဈေးဆိုတာမရှိသေးပါဘူး။လူနာတွေကခွဲစိတ်နေတဲ့အချိန်မှာနာကျင်မှုကိုအပြည့်အဝခံစားရပြီးတော့ခွဲစိတ်ဆရာဝန်တွေကလည်းလူနာခံနိုင်စွမ်းမကုန်ခင်အမြန်ဆုံးခွဲစိတ်ပြီးအောင်လုပ်ရတဲ့ခေတ်ရှိခဲ့ပါတယ်။ဒီလိုနာကျင်မှုကိုလျှော့ချဖို့လူတွေဟာရာစုနှစ်များစွာစူးစမ်းခဲ့ကြပါတယ်။ AD 200ခန့်မှာတရုတ်ဆေးဆရာတွေကအရက်နဲ့ဆေးဘက်ဝင်အပင်တွေကိုရောဆက်ပြီးတော့လူနာတွေကိုမေဈေးပေးခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။နောက်ပိုင်း73ရာစုမှာတော့အာရက်ခွဲစိတ်ဆရာဝန်တွေကဘိန်းဆေးကြောင်းနဲ့မန်ဒရိတ်လိုအပင်တွေကိုအသုံးပြုပြီးလူနာတွေကိုမေဈေးပေးဖို့စူးစမ်းခဲ့ကြပါတယ်။18ရာစုရောက်လာတဲ့အခါမှာတော့သိပ္ပံပညာရှင်တွေကဓာတုပစ္စည်းတွေကိုအသုံးပြုပြီးမေဈေးဖော်ထုတ်ဖို့စတင်လေ့လာလာကြပါတယ်။1999ခုနှစ်မှာ Humphrey Davy က nitrous oxide ကိုစမ်းသပ်ခဲ့ပြီးနာကျင်မှုကိုသက်သာစေနိုင်တယ်ဆိုတာသတိပြုမိခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်တွေရဲ့ယုံကြည်မှုမရသေးတာကြောင့်ဆေးပညာမှာချက်ချင်းအသုံးမပြုနိုင်သေးပါဘူး။ဤတာကိုတော့ဖြော်ပြပွဲတွေမှာရှူထားတဲ့အရာတစ်ခုဖြစ်တာအသုံးပြုခဲ့ကြပြီနဲ့ရှူထားတဲ့သူတွေကထိခိုက်ဒဏ်ရာရလဲနာကျင်မှုကိုမခံစားရတာကိုသတိထားမိရကနေနောက်ပိုင်းမှာဆေးပညာလောကကစိတ်ဝင်စားလာခဲ့ပါတယ်။1846ခုနှစ်မှာတော့ဤတာမေဈေးကိုအသုံးပြုပြီးနာမည်ကျော်ခွဲစိတ်ဆရာဝန် Robert Liston ကလူနာတို့ရဲ့ခြေထောက်ကိုဖြတ်တောက်ခွဲစိတ်ခဲ့ပါတယ်။ခွဲစိတ်ပြီးလူနာသတိပြန်ရလာတဲ့အခါခွဲစိတ်မှုဘယ်တော့စမှလဲလို့မေးခဲ့တယ်ဆိုတဲ့မှတ်တမ်းကမေဈေးရဲ့အံ့ဩဖွယ်အောင်မြင်မှုကိုပြသပေးခဲ့ပါတယ်။အဲဒီချိန်ကစပြီးကမ္ဘာတစ်ဝန်းမှာအီတာနဲ့ခွဲစိတ်မှုတွေဆက်တိုက်အောင်မြင်လာခဲ့ပါတယ်။သိမကြခင်မှာ James Simpson က chloroform ကိုစတင်မိတ်ဆက်ခဲ့ပြီးအာနိသင်မြန်တာကြောင့်လူကြိုက်များလာခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းသုတေသနတွေက chloroform ဟာအဆိပ်တောက်ရှိပြီးအန္တရာယ်များနိုင်တယ်ဆိုတာတွေ့ရှိခဲ့တာကြောင့်အသုံးပြုမှုကျုံနေသွားခဲ့ပါတယ်။ယနေ့ခေတ်မှာတော့မေဈေးဟာအီတာနဲ့ chloroform ခေတ်ကထက်များစွာတိုးတက်လာခဲ့ပြီးpropofol လိုမေဈေးတွေကိုအများဆုံးအသုံးပြုလာကြပါတယ်။ဒီဈေးကအာနိသင်မြန်ပြီးလူနာကိုစက္ကန့်ပိုင်းတွင်အိပ်ပျော်စေတဲ့အပြင်ခွဲစိတ်မှုပြီးဆုံးတာနဲ့မိနစ်ပိုင်းတွင်ပြန်လည်နိုးထလာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ခေတ်ခွဲစိတ်မှုတွေရဲ့အရေးကြီးတဲ့မေဈေးတစ်မျိုးလည်းဖြစ်လာပါတယ်။ပိုပြီးဘေးကင်းတဲ့ဆေးဝါးအသစ်တွေခင်မီစောင့်ကြည့်စနစ်တွေနဲ့လူနာရဲ့အသက်ရှူနှုန်းနှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်တွေကိုအနီးကပ်စောင့်ကြည့်ပေးနိုင်လာတာကြောင့်ခွဲစိတ်မှုတွေဟာရခိုင်အထက်ပိုပြီးတော့လုံခြုံလာပါတယ်။ရှေ့ခေတ်ကတော့ခွဲစိတ်မှုဆိုတာအချိန်နဲ့အမြန်နှုန်းကိုအားကိုးခဲ့ရပါတယ်။ဒါပေမဲ့မေဈေးပညာတိုးတက်လာပြီးနောက်မှာတော့လူနာတွေကနာကျင်မှုကိုမခံစားရဘဲပုံမှုရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေကိုတော့လုံခြုံစွာခံယူနိုင်လာခဲ့ပါတယ်။ယနေ့ခေတ်အောင်မြင်တဲ့ခွဲစိတ်မှုတွေရဲ့နောက်ွယ်မှာခွဲစိတ်ဆရာဝန်တွေသာမဟုတ်ပဲမေဈေးပညာရဲ့တိုးတက်မှုကလည်းအရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်နေပါတယ်။